ဒီထဲမှာမိမယူမဲ့သူတွေစီလားစီရင်ဒီဗီဒီယိုကျွန်တော်နဲ့အတူတူဆုံးအောင်ကြည့်သွားလိုက်အောင်ရောက်နေမင်းတို့ဟာကြီးကမုန်းတော့ဘူးတော့ဘိုင်လှုပ်ထားတော့ခါမင်းတို့ဟာကြီးကမုန်းတော့ဘူးတော့တော်ဆိုးနေအဲ့လောက်ကြီးကြမပြောတော့ဘူးကွာဒီနေ့စပြီးငါ့ကိုဘယ်သူမှအမိန်ပေးလို့မရဘူးနော်ရှင်းရှင်းလေးငါကြိုက်တာငါလုပ်မယ်ဟုတ်တယ်ငါသွားရင်လည်းလမ်းကိုသွားမယ်ဟုတ်တယ်ငါ့ကိုလည်းအမိန်ပေးလို့လည်းရမှာမဟုတ်ဘူးသူများဒါမှယောက်ျားဒါမျိုးကိုဖြစ်နေရပေးလို့လည်းနားမကန်တဲ့ဘူးဘယ်တော့မှလည်းအမိန်လာမပေးနဲ့ကိုကြိုက်တာကိုလုပ်မယ်ကွာဒီနေ့ကစကိုကြိုက်တာကိုလုပ်မှာပဲအဲ့လိုဗျာဦးငယ်ရဲ့တငယ်ချင်းကသူ့မိမကိုပြောနေတာကြားရတာပြောတာဦးငယ်ကပြောရုံနော်သူ့ကိုကောင်းတငယ်ချင်းအဟုတ်မှလို့ကြည်နေတာဟာတော့ဆိုးနေပြီသူ့မိမကိုပြောတဲ့လေတံကိုပြောပြတာအဲ့လိုသူမပြောသင့်ဘူးနော်မိမနော်ငါ့ပြောနေတယ်မဟုတ်ဘူးဦးငယ်တငယ်ချင်းကသူ့မိမကိုပြောတာပြောပြတယ်နော်ဟုတ်တယ်ပြောမှသိမကြောက်စားဘူးနော်ပြောရုံငါကပေါင်းပါလား你信what 你没ပြောတာ你ကြောင်းမှရန်ဖြစ်လာဟုတ်လား你有ဘာပြောတာဟမ်မလုံနဲ့တော့ကလေးကိုလက်လုံချစ်လို့နေဖြစ်ကုန်မယ်ငါမှတော့ပတ်စံနေအများကြီးအကုန်ညခံပြီးတော့နင်တို့ကြောင်းထားတာလားရန်ဖြစ်ဖို့စိတ်ကိုထိန်းတော့ဘယ်စိတ်ကိုထိန်းတော့ရန်ဖြစ်ဖို့လားဟာကိစ္စပဲဖြစ်ဖြစ်ငါကြောင်းမှရန်မဖြစ်လို့နင်တို့မှားတာမလားနိုင်ခဲ့လားတော်ဆိုးနေကြအဟုတ်မှလို့ကြည်နေတာဟောသူတို့အဖေအားလို့ပြောရလေဟိုလားတဲ့မုံရောင်းနေမိန်းမပေါ့သမီးအဖေကမုံဝယ်မလို့မေးတာ1000ဘလောက်လဲဆိုတော့2000အဲ့ဆိုဖေ2000ယူမယ်9000ထားဆိုတော့ဖေကိုတေးကြကြည့်ပြီတော့အားတယ်ဖေမချင်းနဲ့တထုပ်ကို2000ယူရင်9000နဲ့ဟောဗျာဘယ်သူကမှားနေရအဲ့ကိစ္စတော့ရှင်းမလားသမီးလားမင်းတို့တော့ဘာဖြစ်လို့လဲသမီးကလည်းဖေတရားလုံးအားတယ်လို့ပြောခံရတယ်ဟောနေရလဲသူကတော့2000နဲ့ရောင်းနေအဖေကစေးကြည့်တယ်လို့လည်းပြောတယ်2000 5000ထားဆိုတော့ဟုတ်တော့ဒီနားလေးတွေလဲနေရဘာလို့ငါဈေးစစ်မှာပေါ့ငါကြိုက်မှငါဝယ်မှာပေါ့နေရလဲအဖေပဲတော့မင်းလိုက်တော့ဟုတ်တယ်လေဟာလေအဲကြောက်နေလို့လားမိန်းမဖြစ်နေလို့ယောက်ျားချင်းချင်းဆိုငါတပန်းခွာလုံးပြီးပါမဲဒီချစင်းစားအောင်တော့ဘေးဒီမီးလိုက်ရှင်းမအားရဲ့လူကတယောက်မဟုတ်တော့ဘူးနှစ်ယောက်ဖြစ်သွားမှာဟုတ်တယ်အသွားမရှင်းနဲ့ဒီကိစ္စငါသမီးမရှင်းကြောက်ပြန်လာမှာငါသွားရှင်းမယ်ကြည့်နောက်တစ်ယောက်ပါဆွဲခေါ်တာ